မွန်ပြည်ရေးမျိုးမှာရှိတဲ့စစ်တပ်ရဲ့အမတ်ဆက်ကိုစစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကခ19ဝင်းအတွင်းကပေမလက်နက်ခဲရဲ့တိုက်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကတပ်တွင်တည်င်းပေးမှုနဲ့ပူးပေါင်းပြီးဝင်ရောက်ဖောက်ခွဲခဲ့ကြပါတယ်။ဒီစစ်စင်ရေးကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG တနင်္လာရီတိုင်းစစ်ဌာနဗျူဟာ33ကွက်ကဲမှုအောက်ကရေးပြောက်ကြားတပ်ဖွဲ့နဲ့မြို့တွင် UG အဖွဲ့တွေကစစ်တပ်အတွင်းလူနဲ့ပူးပေါင်းပြီးတော့အောင်မြင်မြင်ဆောင်ရွက်ခဲ့တာပါ။ဖောက်ခွဲမှုကိုပြီးခဲ့တဲ့ဧပြီ19ရက်နေ့ညနေပိုင်းမှာစတင်လှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့လက်နက်တိုက်အတွင်းကဒရုန်းပုံသီးတွေနဲ့လက်နက်ကြီးကြီးတွေပောက်ကွဲခဲ့တာလို့ဧပြီ29ရက်မှာထုတ်ပြန်ပါတယ်။အဲ့ဒီပောက်ကွဲမှုကတဆင့်ရိတ်ခါစတိုတက်တာဆိုင်နဲ့ဘိုဟိုကေကလက်နက်တိုက်တွေပါမိကူးဆက်လောင်ကျွမ်းခဲ့တာကြောင့်လက်နက်မျိုးစုံ200နီးပါးပျက်စီးသွားသလိုစစ်သား4ယောက်တိစုပ်ပြီး12ယောက်ဒဏ်ရာရခဲ့တယ်လို့တနင်္လာရီတိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးနောက်တရက်မှာပဲအရှိတောင်တိုင်းစစ်ဌာနချုပ်တိုင်းမူဘူချုပ်ကျော်လင်းမောင်ကိုတိုင်ရဟဲ့ရင်နဲ့လာရောက်စစ်ဆေးခဲ့တယ်လို့ခလာယာ61ကဘူမူတယောက်ကိုလည်းဘန်ကလာအပ်တဲ့ငွေကျပ်4.9ဘီလီယံကျော်ထဲကသိန်း400ခိုးယူမှုနဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့စစ်တပ်ဟာရေမြို့နယ်အပါအဝင်ရန်ကုန်ဒဝယ်လမ်းပိုင်းကိုထိချုပ်ဖို့ကြိုးစားနေတာကြောင့်ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပါတယ်။